ဘူးကျဒါခိုင်ခွဲမှလည်းခြံချောင်းကရှိမနေရကြောင်းအကြီးဆုံးပြည့်သူကစိတ်တူနေပါတယ်။အဲဒါကြောင့်စံကျူလည်းသူတို့ကိုင်းကိုစိန်ခေါ်တဲ့သူကိုတွားရှင်းနေပါလို့ပြန်ပြောနေပါတယ်။ခြံချောင်းကလည်းသူ့ရဲ့နံပါတ်1နေရာကိုလူသွားတဲ့စုယုံစီကိုအချိန်နေပြီးတော့တွားနေပါတယ်။ကျောင်းမှာတော့ဇူးကန်ကကျောင်းသားတွေကိုခါရနဲ့ဆိုင်တဲ့ဒိုင်းကိုတင်ပေးခြင်းနေပေမဲ့ဆီယမဖန်အစာရေးပဲတင်နေရကြောင်းနှစ်ယောက်သမားအချင်းစီကလူနေကြပါတယ်။အဲဒီနှစ်ယောက်လည်းဓာတ်သူတို့စီကံရောက်လာပြီးခါရဆရာနေရာအတွက်လာလျှောက်နေပါတယ်။ဓာတ်သူတို့စီနဲ့သူ့ရဲ့အစွမ်းကိုရှိန်နှောင်းအောင်ထုတ်ကြပြီးဒီနေရာမှာရောဆရာတို့လို့ရလာလို့မေးပါတယ်။ဇူးကန်ကလည်းဒီနေရာကိုပါလို့ခါရဆရာလာလို့တာလဲလို့ပြန်မေးနေပါတယ်။ဓာတ်သူတို့စီနဲ့သူ့ရဲ့စက္ကန့်သူကို60ကျောင်းမှာရှိတယ်လို့ခံစားမိရကြောင်းလာရှာတဲ့အကြောင်းကိုပြန်ပြောပါတယ်။ဇူးကန်နဲ့ဓာတ်သူတို့စီကြီးကိုကျောင်းဝင်းနဲ့လိုက်ပြပြီးဆီယမဖန်ရဲ့အကြောင်းတွေကိုပြောပြနေပါတယ်။ဝမ်လင်တို့ကလည်းတရောက်လာတဲ့ကာယဆရာကိုတွေ့ပြီးဟောင်းကအဖိုးကြီးကိုထင်နေပေမဲ့ချမ်းကတော့လက်ဝဲတင်နေရှင်တယောက်လိုထင်နေပါတယ်။ဝမ်လင်ကတော့ကာယဆရာတိတ်ကဓာတ်သူတို့စင်ဆိုတော့သိနေပြီးသူမသိရတော့ဓာတ်သူတို့စင်ကသူ့ကိုလာရှာတာကိုပဲဖြစ်ပါတယ်။ခဏနေတော့ဆီယမဖန်လည်းအတန်းထဲကိုဝင်လာပြီးကာယဆရာအကြောင်းကိုပတ်ကြည့်အောင်မှမို့ဒီနေ့လဲသူပဲသိမဲ့အကြောင်းကိုပြောပါတယ်။ဝမ်လင်ကလည်းသူ့ရဲ့စာအုပ်ကနေစီချိန်ချက်ကိုစောင့်ကြည့်နေပြီးချိန်ချောင်းတယောက်ကတော့60ကျောင်းကိုလာတဲ့လမ်းမှာညီပုံကိုကြည့်ပြီးပဲလာနေရကြောင်းတိုက်ပတ်နေပါတယ်။ကာယဆရာယူစီကိုလည်းဝမ်လင်တို့ကျောင်းသား9ယောက်ပဲရောက်လာကြ။ယူလည်းဆီယမဖန်ကိုသူလည်းရှင်းမပြောနိုင်တဲ့အကြောင်းမင်းတို့ပဲအားကိုးပြရစေဆိုပြီးခန္ဓာကိုယ်တရဝိညာဉ်စောအားတွေကိုထုတ်ပြီးလေးဘိုးကိုတင်ပြလိုက်ပါတယ်။ဆရာယူလည်းကာယတန်းတာတင်ခွင့်ရရဲ့ဒီတရားနေ့ကိုသိပေးမဲ့အကြောင်းနဲ့ဒီလိုတင်နိုင်မှုအတွက်ဝိညာဉ်စောအားတစ်ခုနဲ့တစ်ခုပိတ်ဆို့တာတွေတောက်ရှိတာတွေကိုလုံးဝတဲ့အကြောင်းကိုပြောပါတယ်။ဆွေယုံတယောက်ကတော့ဆရာယူရဲ့တယောက်တရားမှုနဲ့ကာယတန်းကိုဘလို့ရအောင်လုပ်မလဲဆိုတော့သိသွားပါတယ်။60ကျောင်းကိုလာနေတဲ့ချင်းချောက်ကလည်းနေဖို့နဲ့တိုက်ပွဲနေရကြောင်းဆွေယုံကိုတွေ့ခြေကျုံးမှုတည်နေပါတယ်။အဲ့လိုနဲ့မနက်ပိုင်းစနေကြီးကိုရောက်တော့ဆီယမဖန်ဆွေယုံကိုကျောင်းသားတွေဆီယမဖန်ရဲ့စာမွေးကိုစောင့်နေကြောင်းပြောပြီးလာခေါ်နေကဝမ်လင်ကလည်းဘေးကနေထောက်ခံပေးနေပါတယ်။နေ့လေထမင်းစားချိန်မှာလည်းချမ်းထက်ရောက်လာပြီးမနက်ကမေးတဲ့မိကုန်းတွေကလွယ်နေရကြောင်းကျောင်းသားတွေကထပ်မေးပါအောင်လို့ပြောပြီးလာခေါ်နေကဒီတစ်ခေါက်မှလည်းဝမ်လင်ကဘေးကနေထောက်ခံပေးနေပါတယ်။တနေ့လုံးမနာတဲ့စာတင်နေရကြောင်းဆီယမဖန်အပင်မနေပြီးသူ့စီရောလည်းဟောင်းကကျောင်းသားတွေကဆေးလုံးဖို့ဖို့စောင့်နေတဲ့အကြောင်းကိုလာပြောနေပြီးဘေးကဝမ်လင်ကလည်းထောက်ခံပေးနေပါတယ်။တနေ့ကစာရေးကြီးပဲလိုက်တင်နေရကြောင်းဆီယမဖန်ကဝမ်လင်တို့ရောက်လာမှတော့လန့်နေပြီးတကားတော့မခွင့်ရဲဖြစ်နေပါတယ်။ဝမ်လင်လည်းတကားကိုဖွေးကြည့်ပေမဲ့ဖွေးမရကြောင်းရှောင်းရင်လုံခြုံရေးကင်မရာမရှိတဲ့အကြောင်းကိုပြောပြီးဝမ်လင်ကိုစောသုံးခိုင်းလိုက်ပါတယ်။အဲ့လိုနဲ့ဆွေးရုံနဲ့ရှောင်းရင်ဆီယမဖန်ကိုစားသေးဖို့အတိခေါ်သွားကြပါတယ်။အရင်ကအရန်စားနေခြင်းနဲ့ဆီယမဖန်တော်မှာဆွေးရုံတို့ရဲ့တင်ညာတရားမှုကြောင့်အိမ်နာထဲမှာပုံနေရလိဖြစ်နေပါတယ်။အိမ်နာထဲမှာပုံနေတဲ့ဆီယမဖန်ကိုဆွေးရုံကလာခေါ်တာကြောင့်ဆီယမဖန်ကာယတန်းကိုနေတိုင်းပေးဖို့အတွက်လက်လျှော့လိုက်ပါတယ်။အဲ့လိုနဲ့ဆွေးရုံရဲ့အကြံအောင်မြင်သွားပြီးဝမ်လင်တို့ကကာယတန်းကိုပထမဆုံးချိန်တင်ရတော့မှဖြစ်ပါတယ်။ဆရာကြီးကတော့ပထမဆုံးနေ့မှာစတဲ့အနေနဲ့လက်ပြပေါ်လုံးကိုအဝေးကိုရောက်အောင်တစ်ခိုင်းပါတယ်။ပထမဆုံးနေ့နဲ့ချမ်းအောင်တစ်ခိုင်းပြီးချမ်းလဲအားကုန်ပြလိုက်တာကြောင့်မီတာ100အထိကိုရောက်သွားပါတယ်။နောက်လေးကတော့ဝမ်လင်းရဲ့လက်ဖြစ်ပြီးရှောင်းနဲ့ဆွေးရုံကတော့ဝမ်လင်းရဲ့ပေါ်လုံးကသူ့စီပြန်မလာမအောင်စိုးရိမ်နေပါတယ်။ဝမ်လင်းလည်းဘောလုံးအကန်ကြည့်ပြီးအရန်ကိုပေါ်လုံးနေရကြောင်းအစွမ်းအောင်သုံးပြီးအစာတန်းလောက်4အောင်နှုတ်ပြလိုက်ပါတယ်။အဲ့နောက်မှာအားနဲ့လေထဲကိုပြစ်လိုက်ပြီးဝမ်လင်းရဲ့ပေါ်လုံးကမီတာ50ပဲရောက်သွားပါတယ်။အမှန်တော့ဝမ်လင်းရဲ့ဘောလုံးကကဘာကြီးကိုတပတ်ပတ်သွားခဲ့တာဖြစ်ပြီးသူတို့စီကိုလာနေတဲ့ချင်းချောက်ကလည်းခေါင်းကိုဘောလုံးမှန်သွားအောင်ရှော့သွားပြီးဘောလုံးကဝမ်လင်းရဲ့နောက်ကနေတထိထိကြံကျန်းလာခဲ့တာဖြစ်ပါတယ်။အားရအောင်နေတဲ့ရှောင်းကြီးကလည်းဆွေးရုံကိုပြောပြရအောင်ဆွေးရုံလည်းအန်ဝပြီးတော့ကြောင်သွားပါတယ်။60ကျောင်းမှာစက္ကန့်သူရှိမဲ့ထင်လို့လာခဲ့ပြီမဲ့မရှိရကြောင်ဆရာယူကစိတ်ပြက်နေပါတယ်။ဆရာယူလည်းဇူးခန့်ကိုဓာတ်စစ်လေးပါခိုင်းရသူဇူးတယောက်လာမယ်လို့တရင်ညထားအကြောင်းစောင့်နေပြီမဲ့ပုံမလာသေးတဲ့အကြောင်းကိုပြောနေပါတယ်။စက္ကန့်သူကိုအခုချိန်ကြီးမတွေ့သေးပေမဲ့ဆရာယူကတော့ဆက်ပြီးတော့ကျောင်းထဲမှာခါရတဲ့မင်းဆက်ပြီးတော့ရှာဖွေနေအောင်မှဖြစ်ပါတယ်။နောက်နေ့မှာတော့ဝမ်လင်တယောက်သူအစွမ်းနဲ့အငင်းတစ်ခုကိုဖန်တီးနေပါတယ်။ဘူးချင်းဒါခိုင်းခွဲမှလည်းအငယ်ဆုံးဖြစ်တဲ့ချင်းကျောက်တရားနဲ့ပတ်သက်ပြီးဖွဲ့သားတွေကပြန်ပြီးတော့လက်စားချေဖို့လုပ်နေပါတယ်။ဝမ်လင်လုံးနေတဲ့ရောက်တာရှင်းရစိတ်ဝင်စားအကြောင်းမေးကြည့်နေပြီးဂျင်ကူကလည်းဝမ်လင်ကသူဖန်တီးမှမိတ်ဆက်ကဘာရဲ့အခြေခံအုံနည်းဖြစ်တဲ့ဝိညာဉ်သွေးကြောကိုဖန်တီးနေရဖြစ်တဲ့အကြောင်းကိုပြောပါတယ်။ကျောင်းမှာလည်းဇူးကန်ကညီယောက်ကဝိညာဉ်သွေးကြောနဲ့ပတ်သက်ပြီးတည်ပေးနေကလူသားတွေမှာသွေးကြောတွေရှိတယ်လို့ကဘာကြီးမှလည်းသွေးကြောတွေရှိတဲ့အကြောင်းကိုပြောပါတယ်။ဝိညာဉ်သွေးကြောတွေမှာအထူးနဲ့ပါဆိုပြီးရှိသေးတဲ့အကြောင်းနဲ့ဝိညာဉ်သွေးကြောတစ်ခုအထိအညွန့်ညွန့်သောတဘာဝထင်းစင်နေဖြစ်တဲ့အကြောင်းနဲ့စာသင်ခန်းထဲမှာအိတ်ချင်တာကလည်းဝိညာဉ်ဆောင်ကချိုးတိတ်မှုကြောင့်လို့ပြောပါတယ်။ချန်လည်းဝိညာဉ်သွေးကြောကိုတန်းနေနဲ့ဖန်တီးလို့ရလာလို့မင်းနေပြီးဇူးခန့်ကလည်းလုံးဝမထိတဲ့အကြောင်းကိုတင်ပြောပါတယ်။ထိုအခိုက်အတန့်မှာတော့မနက်ခင်းရတဲ့ဝိညာဉ်သွေးကြောကိုဖန်တီးလာတဲ့ဝမ်လင်ကတော့ဒီတင်းပေါက်ကိုပဲကြည့်နေပါတယ်။အဲ့ဒီချိန်ရုပ်တရက်နွေရာသီကြီးမှာနှင်းနေကြလာကြောင့်ထူးဆန်းထိနေကြပြီးကျောင်းသားများစုကတော့နှင်းနေကြလာလို့ပြောနေကြပါတယ်။ဝမ်လင်ကလည်းနှင်းနေကြလာအောင်လုပ်တဲ့သူကိုတွေ့သွားတာကြောင့်သွားတိဖို့အတွက်စာသင်ခန်းထဲကနေထွက်လာနေပါတယ်။နှင်းနေကြအောင်တစုံတယောက်ကရည်ရွယ်ချက်ရှိလုံးနေရဖြစ်တဲ့အကြောင်းကိုဆရာကြီးကပြောနေပြီးဒါစက္ကန့်သူရှာဖို့အတွက်အခွင့်အရေးပဲလို့ပြောပါတယ်။ဝမ်လင်လည်းမော်ညက်လုံးကိုသုံးပြီးရန်သူရှိတဲ့တရားကိုတွေ့သွားတဲ့အပြင်ဖြက်စီးနေတဲ့60ကျောင်းရဲ့ဝင်းညစ်သွေးကြောကိုပါတွေ့သွားပါတယ်။ဒီအစင်းလောက်ကဝမ်လင်အတွက်လက်လုံးယုံနဲ့ရှင်းလို့ရပါမယ်။ချန်သူ့ကိုနှင်းဘော်လုံးနဲ့တူဆော့ဖို့အတွက်နှင်းဘော်လုံးနဲ့ပြစ်နေပါတယ်။ဝမ်လင်လည်းချန်တိလိုက်တဲ့နှင်းဘော်လုံးလေးကိုမထီအောင်ရှောင်နေပြီးဂျင်ကူကတရားအောင်စောင့်ကြည့်နေတဲ့အကြောင်းကိုပြောတာကြောင့်ဝမ်လင်လည်းအမှတ်ခံလိုက်ပါတယ်။
စုယုံနဲ့ရှောင်းရီကလည်းရောက်လာပြီးအဲ့လိုနဲ့တငယ်ချင်း9ယောက်ကနှင်းနေတဲ့တူခွေးရုပ်ကြီးလောက်နေကြပါတယ်ကလေးကခုချိန်ကြီးအခုလိုတငယ်ချင်းနဲ့တူမစော်ဘူးပါကြောင့်ဝမ်လေးကဝင်းညစ်သွေးကြိုးတော့သွားမကြည့်တော့ပဲနှင်းနေတာစော့နေပါတယ်နှင်းနဲ့စော့နေကြတဲ့ချက်လို့လည်းရုတ်တရက်ကြီးအရန်နေအေးလာကြောင့်ကျောင်းဆောင်ထဲကိုပြန်ဝင်နေကြပါတယ်စာရေးနေတဲ့ဆီယမဖတ်ရဲ့မိနေတောင်ခဲသွားတာကြောင့်ဆီယမဖတ်ဇူးကကိုတကူလောက်ဖို့ချိန်တန်ပြီလို့ပြောနေပါတယ်ဇူးကလည်းသူတို့မှဆရာဦးရှိတာကြောင့်စိတ်မပူဖို့နဲ့တခါတလေမှကျောင်းသားတွေကိုထင်ရှင်းခိုင်းလိုက်ပါလို့ပြောပါတယ်ချန်လည်းစာသင်ခန်းထဲကိုပြန်ဝင်ဖို့လုပ်နေပြီဒါပေမဲ့တကားအုပ်ကနေတဲ့သူ့ရဲ့လက်ကအေးတဲ့ကြောင့်ခဲသွားပါတယ်ချန်ကတကားအုပ်ထက်စီးမယ်လို့တော့ဟာဝါဆီယမဖတ်တီးသူပန်းတီးစီကိုမထက်စီးရတဲ့အကြောင်းကိုပြောပြီးတားနေပါတယ်စုယုံကလည်းမှော်တင်ညာကိုတခြားမှော်တင်ညာတစ်ခုနဲ့အနာယူလို့ရတဲ့အကြောင်းကိုပြောပြီးချန်လည်းသူ့ရဲ့မီးလုံးကိုထုတ်လိုက်ပြီးမီးလုံးကတေးသေးလေးပဲထွက်လာပါတယ်ဟောင်းလဲမီးလုံးကိုထိုးကြည့်ပြီးမီးလုံးကတေးသေးလေးပဲထွက်လာပြီးစုယုံတို့ကထုတ်ကြည့်နေကြပါတယ်စုယုံလည်းနှင်းနေကြသူတို့အောက်ကဝင်းညစ်သွေးကြိုးတွေယွန်နေတာထိတိုင်းတဲ့အကြောင်းကိုတခြားသူတွေသိအောင်လက်တွေ့ပြနေပါတယ်ရှောင်းကြီးကလက်ပြညွှန်းနေပဲဖြစ်ပြီးသူတို့ညွှန်းနေတာအေးကြောက်တာကြောင့်အားနေတော့တဲ့ရှောင်းကြီးကိုချမ်းမပြီးဆေးပေးကန်းကိုလိုက်ဖို့ပေးနေပါတယ်အေးတိုင်းကြောင့်စာသင်ခန်းနဲ့အမှတ်တွေမှာခွဲကုန်လို့ကျောင်းသားတွေကလန့်နေပါတယ်ချောင်းဆဲကျောင်းရဲ့ဝင်းညစ်သွေးကြိုးတွေကိုဖြန့်စည်းနေတဲ့ဆန်ကျူစီကိုလည်းဝမ်လေးကတလန်းချင်းလျှောက်လာနေပါတယ်အဲဒီတော့ဆိုက်လာတဲ့ဓာတ်ကိုလက်တက်ချက်ညံပြီးလွင့်တော့အောင်လုပ်လိုက်ပါတယ်အားအောင်မြင်တဲ့ဆန်ကျူလည်းလန့်တော့ပေမဲ့သူ့ရဲ့ဆွမ်းကိုစွတ်ပြီးဝမ်လင်းကိုတိုက်ခတ်ကိုပြေးလာနေပါတယ်ဝမ်လင်းကလည်းဆန်ဒီကိုနေကြီးကိုတုံးပြီးလွင့်တော့အောင်တိုက်ခတ်လိုက်ပါတယ်ဆန်ဒီကြောင့်ရောသွားတဲ့ဝင်းညစ်သွေးကြိုးတွေကိုပြန်ထိပေးလိုက်တာကြောင့်ပုံမှန်တိုက်တက်ဖြစ်သွားတဲ့ချိန်ကျောင်းဝင်းထဲမှာအပင်တွေပါပေါက်လာနေပါတယ်နေ့ကျဝမ်လင်းတိုက်ခိုက်တာကိုလည်းဆရာကြီးကတွေ့မသွားပါဘူးမောင်ဝါချင်းချောက်ကိုတွေ့လို့ချင်းချောက်ကိုတူပန်းခဲ့ရလို့နာမည်ယူလိုက်ပြီးတရင်စာရှင်းတဲ့ပွဲလျောင်းနေရောအလုပ်ကြီးစီးရင်ရဲ့ဆန်ကျူကပါသူ့စီကိုရောက်လာတာကြောင့်မောင်ဝါဘာမှမလုပ်လိုက်ရပဲလူစိုးကသူ့စီမှာအဖမ်းလာခံသလိုတော့ဖြစ်နေပါတယ်